Celelia Samasino, Julia Sweat in Tautioga, Mr. Torres Lune interview Loni Hiori, Julia Ga, Tunayama, Bobby Pinit Little Middle, Mr. Dorega, Nangan Tema, Louis Mati Asan Nani Tade, Mita Sule, Sansa Mashidu, Lampo Mama, Tigunza, Nelu Shimpian Negori, BC Way, Siwe, and Tapa Capino, Uiji, Pompa Muga, Tony Ayakanoti, Yoni Kevabi. Ayan Tamara, Shabeb yo, Akut Tamara, Dulu yo, Nangan yet, the Azatawiku, Nangan Tatawi are beat had it, the boat to near Chedita, Nangan go, take I say the Lule Bowari, Paniswela Ma, Yenani Shidakale, Acheni Pusu Dasi de Lusuari, American Garna Townsend Homa, Panisela go a you peso capimet, Bama Belle Kevo, Amandagero, Yenan Tolumone, Timpumuiga, Pumiala Hevari, Dorep di peso moiha, Yenan Semia put the Atampia shed the tabelo usapi. Keystones were American Kamaniga de Panisela Marcella Locani 7 February, the Kamanigu reporter Doga Paniselama Miawigu Tencho Tane, Pogariga Apretacone Pupon Tavering, the Aprego General Roman Osani Capi, American Sete Muigu, Senate the Olivia, Peter Simga, Guni Benikebari, Edakutado, Juliaga, Como Dakevabi, Atonlisano, Senate the Olivia Ga. 对呀，没骗你开路嘛？塞文尴尬的California 股标打开，比如阿图特别好，加拿大的连经理开我的，悉尼到奥利维亚个 TV 阿嘛，把你水老嘛骗你到别的，所以呢就没空包你个吧？度假那人家是把一部手拉你的，阿图特别 MU 都没有把主路呢也什么一个。都拉你的路不完的，他们那马路路个了，每一样稍微都没有，安的没安的，配为呢，马还没配他的路破头，爆炸完的，加拿大对呀，加过来泰国先把来到。Olivia ကအဲ့ဒီမှာရှိနေပြီးသားပါအဲ့ဒီအချိန်မှာပဲသူ့ရဲ့ရောက်ကမဖြစ်သူ Olivia ကသူ့တူမ Julia Paniswela မှာပြန်ပြီးဆွဲခံလာရတဲ့သတင်းဆိုယူလာခဲ့ပါလိအဲ့ဒါကိုကြတော့ကန်နာကအချက်ချင်းကိုစိတ်ပူသွားခဲ့ပြီးတရားတိုင်းနေလို့မရဘူးဆိုတာသိလျက်ပါလိသူကချက်ချင်းပဲအထူးတစ်ဖက်ဟောင်းဖြစ်တဲ့သူ့ရဲ့ငယ်ရှင်နေရောက်ဖြစ်တဲ့ဝိုင်းနဲ့မေတီကိုဆက်တွေ့လိုက်ပါလိကန်နာကအချိန်နဲ့အရေးကြီးတဲ့အကြောင်းရှင်းပါပြီးတော့ဂျူလီယာကိုကဲတင်ပေါ်တော့တော်နေနဲ့ဝေရှော့ရလိမ့်မယ်လို့ပြောပါလိပြီးတော့ကန်နာဟာသူ့စနေဟောင်းနဲ့တွေ့ပြီးဘန်ဒီဆဲလာမှာအလုံးလုံးနေတဲ့အမေရိကန်ပုဂ္ဂလိကကန်ထရက်တာတစုအကြအရေးကြီးတဲ့ challenge ကိုရရှိခဲ့ပါလိကန်ထရက်တာရဲ့ပိုင်ရှင်ကဒီဒေတာမှာလာမှုရှိတဲ့ General Roman ဖြစ်ပြီးတော့ဒီရတဲ့ top moral ကကုညီပေးနေခဲ့ပါလိမော်ရိုရဲ့တပ်ပုံကိုမြင်တော့ကန်နာအတင်တန်းခဲ့ပါပြီ။ဘာသာလေးဆိုရင်အတိတ်ကသူတိခတ်ဘူးတဲ့လူဖြစ်နေကြလို့ပါ။အဲ့ဒီအချိန်မှာပဲကန်နာကရိုမန်နဲ့မော်ရိုတို့ဟာဂျူလီယာကိုပင်ပြီးဆိုင်ထားတာဖြစ်နိုင်တယ်လို့တန်တရားဖြစ်လာပါလိ။ဒီတန်တရားကိုပူပြီးခင်မာစီခဲ့တာကဂျူလီယာမှာပနီဆဲလာအစိုးရနဲ့လူမာအိုဆူနဲ့အလုံးလုံးနဲ့ Keystone ရင်းနဲ့ကမ္ဘာအကြားဟင်းအယောင်ဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့အကြီးစားအကတိလိုက်စားမှုတစ်ခုကိုဖို့ထုတ်ဖို့အစီအစဉ်ရှိနေလို့ပါ။ဒါဟာရိုးရိုးပြန်ပြီးဆိုင်တမောင်းဝင်နဲ့ရန်ဆိုင်ရလာမှာဟုတ်ပဲတို့ရဲ့လိုအပ်ချက်တွေကိုကာကွယ်ဖို့အမဆိုလုံးမဲ့ပို့ကြည့်ပြီး NDA များတဲ့ကိုရက်တစ်ခုနဲ့ရန်ဆိုင်ရတာဖြစ်တယ်လို့ကန်နာကတော့ပါလာပါတယ်အဲ့ဒီနောက်မှာပဲကန်နာကအိုလီဗီယာနဲ့တွေ့ပြီးဂျူလီယာကိုရိုမန်ကပြန်ပြီးဆွဲတယ်ဆိုတာပါကြောင့်ဖစောကမပြောလာလေလို့မိပါတယ်ကန်နာဟာအရင်တော့ကရိုမန်နဲ့မော်ရိုတို့နဲ့ပြိပခဖိခဲ့ဖူးပြီးတော့ဝန်ပိုက်မှာတနက်တရာ3ချက်တော့ရခဲ့ဖူးပါလေအိုလီဗီယာကသူအမေရိကန်နဲ့ပန်ဒီဆွဲလာအဆူရတို့ရဲ့ရင်းနှံရောင်းဝယ်လိုအပ်ချန်စီမှုမှာပါဝင်ပတ်သက်နေပြီးတော့လူမန်ရဲ့ကမ္ဘာကလည်းအဲ့ဒီအထင်းမှာပါတယ်လို့ဝန်ခံလဲပါလေနောက်တော့ကန်နာကသူတင်ရှင်ဟောင်းဝင်နဲ့တွေ့ပါလေဂျူလီယာကိုရိုမန်ကပြင်ပြီးဆွဲထားတာကြောင့်သူတို့အားလုံးတိုးလို့လာခဲ့ပါပြီတော့ဟာအာဖရိကန်နစ္စတန်ကကန်ဒါဟာမှာအဝန်ထမ်းဆောင်စင်ကရိုမန်နဲ့ပရိဖခဖိခဲ့ဖို့လို့သူ့ကိုတည်ပါလေရိုမန်ရဲ့လက်ရလက်ယုံဖြစ်တဲ့မော်ရိုကိုလည်းတူညီတဲ့နေရာမှာတာဝန်ထမ်းဆောင်ခဲ့ဖို့လို့တည်ပါလေဂျူလီယာကိုကဲတင်ဖို့စီစဉ်တဲ့အနေနဲ့ကန်နာကပန်နီဆွေလာကမီပင်တပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့အေကွာပူဆိုတဲ့ပြည့်အဆက်အသွယ်တရားအကြောင်းကိုပေါ်ပြပါလိကန်နာဟာအေကွာပူကိုဆက်သွယ်ထားပြီးသားမို့လို့သူတို့ကိုစောင့်နေမယ်လို့ပြောပါလိနောက်တော့သူကကွန်ပျူတာနဲ့တူတူပညာရှင်ဒေးဗစ်ဆိုတဲ့နောက်ထပ်တငယ်ရှင်တယောက်နဲ့တွေ့ပါလိတော့ဟာဒေးဗစ်ကိုမစ်ရှင်မှာပါဖို့ဖိတ်ခေါ်တော့သူကလည်းကိုနီယန်တဲ့ဘောတူပါလိပြီးတော့ဟာပန်နီဆလာကိုထောက်ခေါ်လာခဲ့ပြီးအောင်မြင်စွာနဲ့ဆက်ရောက်ခဲ့ပါပြီရောက်တာနဲ့ပဲကန်နာကဒေးဗစ်ကိုအေကွာပူရှိတဲ့နေရာအားကွာဒီနေရှာခိုင်းခဲ့ပါလိစစ်စစ်ကြည့်လိုက်တော့ဒေးဗစ်ကချင်းစုထားတဲ့နေရာကမြောက်ဘက်4ကီလိုမီတာအကွာမှာရှိတယ်လို့တွေ့လျက်ပါလိမချခင်မှာပဲတော့ဟာထူထတဲ့တော့အထက်ကနေခီးဆက်ကကြပါလိလန်ရှောင်းမှာဆိုရင်တိပင်တွေမှာတတ်ထားတဲ့လူအယုံနဲ့ဦးခေါင်းခွန်တွေကိုတွေ့ရပါပြီ။နောက်တနေ့တော့ထိတ်ကနေရှောက်လာပြီးအေကွာပူနဲ့ချင်းစုထားတဲ့နေရာကိုရောက်ပါလိ။ဒါပေမဲ့လုံထုံတဲ့နေရာအစားကြောင့်မဲ့ဖေရလူတပ်ပွဲတစ်ခုရလက္ခဏာတွေကိုတွေ့လျက်ပါလိ။အိမ်ထဲမှာလူရအများကြီးတနက်နဲ့အပြစ်ခံတရလာပါအတီဆုံးတူတဲ့အတိုင်းမှာဆိုရင်သူ့ကိုစောင့်နေတဲ့သူ့တငယ်ရှင်အေကွာပူကိုလည်းကနာမမိသားခဲ့ပါလိ။အေကွာပူကိုဘာဖြစ်တာလဲလို့မေးတော့ရိုမန်ရဲ့အလေးအလေးယုံမိုရိုကြောင့်ဖြစ်တယ်လို့ရှင်းပြပါလိ။
attack ခံရတဲ့လူဟာဘာနီဆိုင်လာရဲ့နဲ့ကမ္ဘာနီတူတမရာရဲ့မိသားစုနဲ့လုံခြုံရေးပါသူဝန်ပေးမှထားရတာကရိုမန်ရဲ့ကမ္ဘာနီနဲ့ပြပခဖြစ်နေလို့ပဲပြပေါ်လေဂျူလီယာဟာရိုမန်နဲ့အလုပ်လုပ်တဲ့တပုံလေးကဖမ်းဆီးထားပြီးတော့ Keystone ရဲ့ကမ္ဘာနီရဲ့နေရာမှာချုံနှောင်ထားတယ်လို့ကနာကိုပပဝါရီအဲ့ဒါဝေပေါပြီးတော့အဲ့ကွာပေါ်ကသူတို့ကိုအဲ့ဒီနေရာစီတွားဖို့တိုက်တွန်းနေပါလေအဲ့ဒီချိန်မှာပဲဂျူလီယာဟာမော်ရိုလေရှိတဲ့နေရာမှာရိုမန်တင်းထားတာခံရပါလေမဆိုင်ခင်မှာပဲရိုမန်ကဂျူလီယာရဲ့ဖုန်းကိုယူပြီးတော့ Mr. Dorep နဲ့ interview video ကိုဖိတ်ငယ်ပါလေဂျူလီယာကငင်းဆန်ပါလေသူ့ကိုပူပန်းအလုပ်ပေါ်အတွက်ရိုမန်ကတရားမဝင်ဝေရောက်လာတဲ့လူတယောက်ကိုဖမ်းမိထားတယ်ဆိုပြီး video မှာဖိတ်မှုရှိတော့တက်ပြီးမယ်လို့ချင်းချပါလေဂျူလီယာကရိုမန်လေးစားနေတာလို့ထင်ပြီးတော့ငင်းဆန်နေဆဲပဲဖြစ်ပါလေဒါပေမဲ့ရိုမန်ရဲ့လူကမိခင်တယောက်နဲ့သူ့ရဲ့ကလေးကိုခေါ်လာပါလေချေချောင်းမကပူကြည့်လာတော့ရိုမန်ကလည်းဂျူလီယာကိုထပ်ပြီးဖိအားပေးလာပါလေနောက်ဆုံးမှာပဲအတန်းချက်ခံရတာကြောင့်ဂျူလီယာကရိုမန်ခိုင်းတာကိုလုပ်ဖို့တဘောတူလဲရပါပြီကနာဖတ်ပြင်ကြည့်မယ်ဆိုရင်သူနဲ့တွေ့ရမှာဟာပေးမနေရကိုနောက်ဆုံးရောက်လာခဲ့ပါပြီနီးလာတော့အလုပ်တမောက်ရဲ့အိမ်တွေကိုဆက်စိတ်ကြည့်ပေမဲ့ဘယ်သူမှမရှိပါဘူးကနာက wet မဲတဲ့နဲ့ဒေးဗစ်တို့ကိုမင်းနဲ့နေရာကနေရန်တူအားဆောင်ကြည့်ခိုင်းပြီးတော့သူနဲ့ကွာပူကအဓိကနေရာကိုရှေ့ကမယ်လို့ပြောပါလိအပေါ်ကနေဝက်ကအရန်တူရရေးအတက်ကိုရေးတွက်ပြီးကနာကိုအစီရင်ခံပါလိအဲ့ဒါဝေကြားပြီးတော့ကနာကမဲဒီကိုသူနဲ့သူလိုက်ဖို့ခေါ်ပါလိသူတို့ကကြမ်းကြမ်းမှုကိုအသုံးပြုပြီးတော့တိုက်ခိုက်ကအရန်တူကိုအောင်မြင်စွာနဲ့အနေနဲ့နိုင်ခဲ့ပါလိဒါပေမဲ့ဂျူလီယာကတခြားသောအကျဉ်းသားတွေကိုမကြည့်ဘူးဆိုရင်သူမထွက်သွားဘူးဆိုပြီးနင်းဆန်တာကြောင့်ပြဿနာအတစ်တကူတက်လာပြန်ပါလိဂျူလီယာကဘယ်သူကမှချမ်းမထားတဲ့မှုလို့ခိုင်ခိုင်မာယုံကြည်နေခဲ့ပြီးသူဟာလူအလုံးကိုကဲတယ်မှပဲကန်နာနဲ့အတူတွားမယ်လို့အတင်ပြောပါလိဒါကအချင်းတွေကိုပို့ပြီးဒေးမဆင်ခဲ့ပါပြီဘာကြောင့်လဲဆိုတော့တို့အချင်းတက်ပြီးမရှိဘူးဆိုတာအလုံးသိနေကြပြီးတော့အချင်းကြလေလေအန်ဒီယာပူကြီးလာလေလေပဲဖြစ်ပါလိရွေးရှယ်စရာမရှိတော့အကြောင်းဒေးဗစ်နဲ့အဖွဲ့ကအကျဉ်းသားအလုံးကိုကဲတင်ဖို့အစီအစဉ်အစ်ရေးဆိုင်ခဲ့ပါလိရန်သူတွေကတော့ရဲ့အစီအစဉ်ကိုမတိတော့ခင်နဲ့အချင်းတွေဆုံးမတော့ခင်ဂျူလီယာရောအကျဉ်းသားတွေပါလုံခြုံစွာထွက်ခွာနိုင်မယ်နေလိုက်ရဖို့အတူတော့ကစဉ်းစားကြပါလိပြီးတော့ဒေးဗစ်ကလုံခြုံတဲ့ထွက်ပြရမယ်လမ်းကြောင်းကိုတေချာထပ်မံစီစေပါလိအဆန်တိုင်းကို Q size စီစဉ်ဖို့အရေးကြီးတယ်ဆိုတာသိနေလို့ပါထူထပ်တဲ့တအုပ်ဝင်တဲ့အန်ဒီရဲ့အပြည့်ရှိတဲ့6ကန်းပါဝီချာကနိုင်20တာရှောက်ရမယ်ခဲ့တဲ့ကြီးဟာအရှင်မှာစောင့်နေတဲ့ဆိုကိုတွေ့ရမိလာခဲ့ပါလိအဖရန်နဲ့ဆွေးနွေးပြနောက်ဒေးဗစ်ကလမ်းကြောင်းအကြောင်းနဲ့အန်ဒီဝေကိုဘယ်လိုမျိုးရှောင်ကြရမှာလဲဆိုတာအလုံးသမောပအောင်တေချာတော့ပါလိအစီအစဉ်တွေအဆန်တစ်ဖြစ်ပြီးစိတ်ဓာတ်တွေလည်းမြင့်မားနေတော့ရန်သူတွေမမိခင်အလုံးကိုလုံရှုံနဲ့မိမြန်ဆိုင်ကဲတင်နိုင်မယ်လို့မျှော်လင့်ပြီးတော့ရရှိလာတဲ့ခီကိုစတင်တော့ပါလိနောက်တစ်ပိုင်းမှာဆိုရင်မော်ရိုကဖေပေါ်ရဲ့နေရာကိုရောက်လာခဲ့ပြီးကနာချန်ထားခဲ့တဲ့ကြီးစံအခုံကိုတွေ့ပါလိမော်ရိုကချက်ချင်းပဲရိုမန်ကိုအစီရင်ခံပါလိကြီးစံကအထူးထိပ်ပူပါပါလိဘယ်သူလောက်တာလဲဆိုတော့မော်ရိုကတိပါလိဒါကကနာရဲ့ကြီးစံမှာတာတာမော်ရိုကသူ့ရဲ့တပ်ဖွဲ့အလုံးကိုကနာရဲ့အနောက်လိုက်ဖို့စိတ်ကလည်းပါလိဒီအတော့အတွင်းမှာပဲနေ့အချိန်မှာကနာနဲ့တော့အဖွဲ့ကဒေါနဲ့တောင်တန်းကိုဖျက်ပြီးတော့ခရီးဆက်မဲ့အရင်မြင့်တစ်ခုအနားမှာရန်နာတော့ပါလိနေ့လည်ခင်းရောက်တော့သူတို့ဦးတီယာကိုရောက်သားခဲ့ပြီးသူတို့ကိုညီခဲ့တဲ့ရွာသားတွေကကျေးဇူးတင်ထားတဲ့ကြိုးဆိုကြပါရဲ့ရွာကလူတယောက်ဖြစ်တဲ့လူဝစ်သားကနာတို့အဖွဲ့ကိုဝင်နေဖို့ကန်လာပါရဲ့ကာရာကက်အနာကလေပန်ရှင်တယောက်ကိုတူတည်တဲ့အဲ့ဒီလူကသူတို့ကိုနိုင်ငံကနေထွက်ပြီးပေါ်အတွက်ကိုညီပေးနိုင်ပါတယ်လို့ပြောပါရင်အကိုညီတဲ့ကျေးဇူးတင်တဲ့သူတို့ကလူရဲ့ကနာမှုကိုလက်ခံပြီးသူပေးတဲ့မီနီဘန်နဲ့ထွက်သွားခဲ့ကြပါလိမ့်အဲ့ဒီအချိန်မှာပဲမော်ရိုနဲ့အတီးရစစ်သားတွေကကနာတို့အဖွဲ့ထက်ခွာသွားတဲ့စခန်းကိုရောက်လာကြပါလိမ့်ဒေတာခန်လေးကိုတနက်နဲ့ချိန်ပြီးတော့မော်ရိုကကနာတို့အဖွဲ့ပဲသွားတာလေဆိုကိုအသိပေးပါလိမ့်လူတယောက်ကမဖြေစင်တော့မော်ရိုကလူဝေပြောင်းအောင်ချိန်ချောက်တဲ့အနေနဲ့အမျိုးသမီးတယောက်ကိုပစ်တက်လိုက်ပါလိမ့်အဲ့ဒီညမှာပဲတင်းမာတဲ့ခေလာမှာဆိုရင်ဒေးဗစ်ကရိုမန်ဖြစ်ပြလိုက်တဲ့ Mr. Dorep နဲ့ဂျူလီယာတို့ရဲ့ interview video ကိုပြန်ရအောင်ကြိုးစားနေပါလိမ့်ဒေးဗစ်ကသူ့ရဲ့ IT ကြိုသူပညာရပ်တွေကိုအသုံးချပြီးပေါက်နေတဲ့ video ကိုပြန်ရအောင်အာရုံစိုက်တာကြိုးစားပါလိမ့်အဖက်လုံနေကနေနောက်ဆုံးမှာတော့ဒေးဗစ်ကအထန်တင်ထားတဲ့ကိုပြန်ရအောင်လုပ်နိုင်ခဲ့ပါပြီဒါပေမဲ့ video ကိုကြည့်တော့သူတွေ့ရတဲ့အရာကသူ့ကိုတော်လုံးသွားစေခဲ့ပါပြီ video ထဲမှာဆိုရင် Roman နဲ့ Moro တို့က Mr. Dorep ကိုတပ်ပြီးတော့ဂျူလီယာကိုဖန်ဆီးထားတာပြတာပါလိမ့် Roman ရဲ့ကိုမိခါကိုဖျက်ဆီးဆင်နိုင်တဲ့အရေးကြီးတဲ့တက်တွေပါရိုမန်ကသူ့ရဆောင်မှုရတက်တဲ့အထောက်အထားကိုဖျက်ဆီးဖို့ကြိုးစားနေတာထင်ရှားလာပါလိမ့်ဒါကြောင့်ဒီဗီဒီယိုဟာဂျူလီယာကိုလုံးမြအောင်လုပ်ဖို့နဲ့အမန်တရားကိုဖော်ထုတ်ဖို့အတွက်ဒေးဗစ်တို့အဖွဲ့ရဲ့ mission အတွက်အရေးကြီးပါလိမ့်မကြခင်လူဝဲကတလုတ်ကိုတဲခုခန်းတစ်ခုစီခေါ်လာပါပြီအစတို့ကကန်နာဟာကရာကက်ကိုမင်းမင်းရောက်ပြီးတော့လေမီဖို့အတွက်လိုအပ်တာကြောင့်မရရှိပေမဲ့လူဝဲကမြို့ထဲမှာအဒီညာကစစ်ပွဲဖြစ်နေလို့တညတဲခုနာကပူပြီးလုံခြုံမယ်လို့ရှင်းပြပါလိမ့်လုံခြုံရတဲ့ကန်နာတို့အဖွဲ့ကတဲကိုကမှနားဖို့သဘောတူလိုက်ကြပါလိမ့်သူတို့နည်းနည်းဆိုင်အိပ်ဖို့နေတော့ရုတ်တရက်အိုက်ခိုက်ခံရပါပြီကန်ကောင်းတာကအမေ
များစွာထွက်ပြီးလူပြောက်ခဲ့ပေမဲ့မက်ဒီကမလူမြောက်ပဲအဖိုင်းကန်လေးရပါတယ်မကြခဲရိုမန်နဲ့မိုဇိုတို့ကမက်ဒီကိုလာတွေ့ပါတယ်မိုရိုကပြန်ဆောင်တဲ့ပွဲလိုမျိုးနှုတ်ဆက်လိုက်ပါတယ်အဲ့ဒီမှာစင်ရိုမန်ကကာနာဒိုအဖေပေကူသွားတာလဲဆိုဖော်ပြဖို့မက်ဒီကိုတောင်းဆိုပေမဲ့မက်ဒီကဘာတည်းမှမပြီးပဲငင်းဆန်ပါတယ်မကြခဲရိုမန်ရဲ့လူတယောက်ကကာနာဒိုဖေကန်ကြီးဖိုက်ကိုတွန်းနေတာတွေ့တယ်လို့တည်င်းပေါ်ပါလိအဲ့ဒါကိုကြတော့ရိုမန်ဟာမက်ဒီကိုတပ်ပေးပေါ်မိတ်ပြီးပါလိအဲ့ဒီအတွင်းကာနာဒိုဖေကဆက်လက်ရွှေ့လန်းနေခဲ့ပြီးညစေတစ်ခုကိုရောက်လာပါပြီဒီအချိန်ဝက်ကကာနာကိုမက်ဒီပါဖြစ်သွားတာလေလို့မြင်တော့မက်ဒီထပ်သွားပြီလို့ကာနာကပြောပါလိပြီးတော့ကာနာကဂျူလီယာကိုတနတ်တက်ပြီးကအဖွဲကိုရှီဆက်ဖို့ပြောပါလိသူတို့ကမျက်နှာမှာပြန်တွေ့ဖို့စီစဉ်ထားတာဖြစ်လို့ကုလန်ကျောင်းလေးကိုခွဲထွက်သွားကြပါလိနည်းနည်းကြာလာတဲ့ခါမှာတော့တယောက်ကသူ့ကိုတွေ့သွားခဲ့ပြီးမိုရိုရဲ့လူကိုတည်ပို့ပါလိမိုရိုရဲ့လူရင်းနဲ့ဒေတာကန်စစ်တော်ဝေကညာစီကိုရောက်လာကြပါပြီကာနာတော့ခွဲဟာရန်တွေ့သူတို့ကိုရှောင်းနေတာမြင်တော့ပုံးလိုက်ကြပါလိဒါပေမဲ့ရန်တွေ့ကကာနာကိုတွေ့သွားခဲ့ပြီးဖိခတ်လာတာကြောင့်တနတ်ဖိခတ်မှုဖြစ်သွားခဲ့ပါလိနောက်မနေ့မှာဆွေမိုရိုရဲ့လူကကာနာပေါ်လာမယ်လို့မျှော်လင့်ပြီးတို့ရကားတိုင်းမှာစောင့်နေပါလေဒါပေမဲ့ကာနာကအဝေးကနေတို့ကိုစောင့်ကြည့်နေတာကျွန်တော်မသိပါဘူးရုပ်တရက်သူကတို့ရကားအောက်ကိုလက်ပြင်ပေါင်းလုံးဖြစ်ထည့်လိုက်တော့ပောက်ကွဲမှုဖြစ်သွားရပါလိပြီးတော့ကာနာကလေထိတ်ကိုတနတ်ပြစ်လိုက်တော့အနာမှာရှင်လူတွေကကြောက်လန့်ပြီးထွက်ပြီးကုန်ပါပြီးမကြခင်မိုရိုဟာဒေတာခန်တယောက်စီကတန်နာဖျားကျောင်းထိဝင်သွားတာတွေ့တယ်ဆိုတဲ့တရင်ကိုရရှိခဲ့ပါလိမိုရိုကထက်စင်မဲ့ဖျားကျောင်းကိုပြပါပြီးကာနာတယောက်တည်းဖြစ်နေတာကြောင့်မိုရိုကတယောက်လူကိုအပြင်မှာစောင့်ခိုင်းပြီးလက်နက်မှာပါပဲအထဲကိုဝင်ဖို့ဆောင်ပြပါလိကာနာကမိုရိုလက်နက်မှာပါပဲဝင်လာတာမြင်တော့သူ့အင်ဂျီအတာကွယ်နဲ့လက်နက်ကိုဖယ်ပြီးရန်ဆိုင်ဖို့ထားလိုက်ပါလိအင်ဂျီချိန်မှာမိုရိုကကာနာအနေနဲ့ထွက်ပြီးဆရာနေရာမှာရှိတော့ဘူးအလုံးကဒီမှာပဲအဆုံးတတ်မှဖြစ်တယ်လို့ပြောပါလိမော်ရီယာဆိုရဆိုရင်ကာနာကသူ့ရသူကိုပြန်ပြီးဆွဲထားတာဖြစ်လို့အခုချိန်ချင်းရှင်းပြမယ်လို့သူတန်ထိတ်တန်ချတော့ပါလိအဲ့ဒီတော့ဝင်ကာနာရဖွဲ့ကတို့ရဲ့ဦးတီယာနေရာကိုရောက်လာခဲ့ပါပြီ။နိုင်ရထားတဲ့ကွာပိုကနောက်မှကျန်ရဲ့ဖို့ဆုံးဖြတ်ပြီးကျန်တဲ့လူတွေကိုမိအနာကချင်းထားတဲ့နေရာကိုဆက်သွားဖို့ပေါ်ပါလိအဲ့ဒီချိန်မှာပဲဝက်ကသူ့ကိုမထားခဲ့ရှင်ပဲအတူလိုက်ခဲ့ဖို့တောင်းဆိုပါလိဒါပေမဲ့ကွာပိုကသူ့အိမ်ဖြစ်လေဆိုပြီးနေရမယ်လို့အတင်းပြောပါလိပြီးတော့တို့နှုတ်ဆက်ကဆက်လျှောက်လာကြပါပြီ။မျက်နှာနီးလာတော့ရိုမန်နဲ့သူ့ရဲ့လူတွေဟာစောင့်နေပြီးတော့ဟိုစားပြီးမှလေမကြခင်ကာနာရောက်လာကကွာပိုနဲ့တွေ့ပါလိကာနာကကျန်တဲ့လူတွေပဲမှလဲလို့ပြီးတော့မိကာနာမှာရေးစင်းနေကြပြီးတော့ကွာဘူကပေါ်ပါပါလိကာနာကကွာဘူကိုအတူလိုက်ခဲ့ဖို့ခေါ်ပြီးမဲ့ကွာဘူကသူ့ရဲ့နေရာကိုပန်တိုင်းနဲ့ပဲနေရခဲ့မယ်လို့ရွေးချယ်လိုက်ပါလိကာနာကမိကာနာမှာကျန်တဲ့လူတွေနဲ့တွေ့ဖို့ထွက်တော့ပါပြီအားလုံးစုံလို့သူတို့ကလေပိုတက်ကနေစတကူစီကိုဦးတီလဲဗန်နီဆွေလာကနေထုတ်ခေါ်လာကြပါလိစက်ကားကလည်းအဆုံးတန်သွားခဲ့ပါလိကြီးချို့တော့ပြည်သူများအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ